ကျွန်တော်အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခါကျွန်တော် Minecraft တင်ပေးပါမယ်ကဲကျွန်တော် Minecraft ထဲဝင်လိုက်တော့မယ်ဒီတစ်ခါတော့ကျွန်တော်ကဒီပေါ့ဗါလဲကျွန်တော်ကြားရင်တော့ subscriber နဲ့ like လေးလုပ်ပေးပါကျွန်တော်တောင်းဆိုရတဲ့ဗီဒီယိုကြီးကျွန်တော် like တင်ပေးပါမယ်ကဲကျွန်တော်ရဲ့အသက် wall လေးကိုကျွန်တော်ထောင်းလိုက်တယ်တသားလေးတော့နည်းနည်းခုတ်ထားရပေါ့ဒီထဲမှာကျွန်တော်ဘဲပါလေအပိုင်းနဲ့ဆော့ပေးပါမယ်အပိုင်း1အပိုင်း2အပိုင်း3အပိုင်း4အပိုင်း5တိတင်ပေးပါမယ်အပိုင်း5ကြားလို့ရှိရင်ကျွန်တော်အထက်5ထပ်ထင်မယ်အပိုင်း1ကိုကြာတော့ကျွန်တော် survival နဲ့ block တက်ရတဲ့ဘာလို့မှဘောကျွန်တော်ကဒီပေါ့100ကိုတစ်ခါတင်ပေးမယ်100ကို30တင်ပေးမယ်ဗျာဒီလိုအဲ့တော့ဘရိုလို့တွေကလိုက်ကြည့်ပေါ့100ကို30တင်ပေးမယ်အဲ့ဒီတိုင်းဘရိုလို့တွေကအဲ့ဗီဒီယိုကြည့်ပြီးတော့ရပါတယ်ကျွန်တော်ဂိမ်းစပြီဆိုတော့ကျွန်တော်ဆော့ပြီကျွန်တော်ကတော့အရင်ပြီးမယ်တောနဲ့နေမှာပါဆိုတော့ကြောက်ပြီကျွန်တော် line တိတ်မကောင်းလို့ပါကျွန်တော်ချိတ်ဆော့ပါမယ်မော်လီလေးထည့်ပြီးဆော့ပေးပါမယ်အခုလိုကျွန်တော်ချင်းလေးလည်းတင်ပေးမယ်ညာကျွန်တော်တောင်းနိုင်ကြီးရဲ့ဝင်ပါဆက်စောလည်းတောင်းနေလေငါပင်နဲ့တက်လို့တက်ဒီအိမ်ဟုတ်တာအဝလိုစင်ပါဒီလေဒီပေါ်မှာပဲကျွန်တော်အင်းဆောက်ပါနဲ့တုံးသိန်းမှာ6ခုနောက်ထပ်ချာလေခွန်ဒီကိုစေစနဲ့ဆနေဟာဆနေစုပါမယ်ဆနေဆနေနဲ့ကျွန်တော်တက်တဲ့အင်ဂျီဆောက်ပေးပါမယ် credit mode နဲ့ကြာ
ကျွန်တော် low robin နဲ့ Minecraft ကိုကျွန်တော်နည်းနည်းတင်ပြပါမယ်ကျွန်တော်မီးလာရင်တော့ကျွန်တော်တစ်ချက်တင်ပြမယ်ဗျကျွန်တော်ခဏနေကျွန်တော်ဗီဒီယိုရက်မယ်ဒါဆိုတော့ကျွန်တော်တိတ်မအောင်ဗျာကျွန်တော်ဒီဘောတွေကိုကျွန်တော်ဗီဒီယိုတင်ပေးရအောင်မယ်ဗျာကျွန်တော် lobby ကိုလည်းတင်လာတယ်ဘယ်လိုလုပ်တွေဘုံကြောင်မသိတဲ့လူတွေတွေကကျွန်တော်အောက်လာပြီဗျာကျွန်တော် game ဆွဲနည်းကြီးလည်းပြောပါမယ်အေးကြတော့ကျွန်တော် TikTok ပေါ်မှာလည်းကျွန်တော် gaming channel တွေတင်ပြီးတော့ကျွန်တော်အကောဒီလုပ်ပဲဗျာလုပ်ပြီးတော့ဘယ်လိုလုပ်တွေအားပေးအောင်ကျွန်တော်ကဗီဒီယိုလေးတင်ပေးတယ်ဗျာကျွန်တော်ပြောတော့လုပ်ပြီးတာဒါကျွန်တော်ပြောတော့ဒီမှာရော